နောက်ပြန်လို့မရသူများနိုင်ငံမှာနေပြီးမှခိုင်းတာလို့ကြွေတာစားကမတော်လူမျိုးတွေနိုင်ခံဘဝကိုလူမျိုးကိုပြန်သက်ချအဖတ်စေဖို့ရတော့မရှိတော့မှမြမပြည်ရဲ့တိတ်ခါတရားလူတွေလူရင်တွေနောက်ကျော်တော့ချက်